အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဗီဒီယိုမှာဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ရက်မှာ beauty 6ချောင်းနဲ့ခြောင်ဆော့ပြမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့ original server မဟုတ်ပါဘူးကျွန်တော်တို့ advanced server ပါ advanced server ရဲ့ epic rat ကကျွန်တော်တို့ original server ရဲ့ mighty rat မှာရှိတဲ့လူတွေရဲ့ skin နဲ့တူပါတယ်နီးပါပေါ့ဗျာအဲ့လောက်ကြီးတော့တူမှာမဟုတ်ဘူး epic ပဲဆိုတော့လीနော်ဆိုတော့ပွဲလေးစားကြရအောင်ဗျာနော်ဒါမဲ့ဗျာ beauty 6ချောင်းဆိုတာကြီးကတော့တော်တော်များတယ်ဗျာပွဲချိန်တော်တော်ကြာမှ beauty 6ချောင်းဆိုတာရလာမှာအဲ့ဒါကြောင့် beauty 6ချောင်းထိပြီးနိုင်ပါမလားဆိုပြီးတော့ကျွန်တော်ပွဲထဲမှာသွားပြီးတော့စော့ကြည့်အောင်ပြီးတော့ beauty ဆက်တာကဘယ်လို diamond ထွက်လဲတခြားအင်ဂျင်တွေမဆက်ဘဲနဲ့ beauty ပဲဆက်တာ diamond ထွက်လာဆိုတော့ကြည့်မှာပေါ့နော်ဆိုတော့ပွဲထဲရောက်ရင် let's go ကဲဆိုတော့ပွဲထဲတော့ရောက်ပြီကျွန်တော်ဘက်ကဘန်းမယ်ပေါ့နော်ကျွန်တော်ဘက်ကဘန်းမဲ့နေရာလေးရောက်ပြီကျွန်တော်တို့ဘက်ကဘာဘန်းလဲဆိုရင် Fanny ဘန်းနဲ့ပြီးတော့ကျွန်တော်တို့ Harley ဘန်းပါတယ်ပြီးရတယ်ကျွန်တော်ကတော့ယူဇွန်တက်ကောင်တွေ့ရတယ်ယူဇွန်တက်ကောင်မြင်ကဲလို့ဘန်းလိုက်ရပါတော့ဒီမှာဆိုရင်ဗျာကျွန်တော်ယူဇွန်ဘန်းလိုက်ပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဘက်ကောင်တွေကဘန်းမို့လုပ်တဲ့ချိန်မှာကျွန်တော်ဂိမ်းရဲထွက်ပြီးတော့ကျွန်တော် storage သွားရှင်းရပါတယ်ဘာလို့လဲဆိုရင်ကျွန်တော်ဖုန်းက storage ပြီးနေ record လုပ်တာအဆင်မပြေပါဆိုလို့ပါပြီးတော့ဟိုကောင်လက်သီးနဲ့ထိုးလို့ပေါ့တော့ဘာစညာမဆိုင်ပြီးတော့ကျွန်တော်တို့ဘက်ကကျွန်တော်အဲ့ဒီထုတ်သွားတယ်ကျွန်တော်တို့ရဲ့ mastermind တော့အဲ့ဒီထုတ်သွားပြီပေါ့နော်အဲ့ဒီထုတ်ပြီးတာနဲ့ကျွန်တော်တို့ဘက်ကကျွန်တော်တို့ alpha ထုတ်သွားပြီပေါ့နော် hyper ကျွန်တော်တို့လည်းခြောင်ပြထားလိုက်တယ်ပြီးတော့ကျွန်တော်ရဲ့ calendar အစစ်လေးပြလာလိုက်ပေါ့နော်အောက်လို့ဆိုရင်ခြောင်ဘန်းလို့ခြောင်ဘာလို့ကြိုက်ရလဲဆဲမှာဆိုလို့ပါဟိုဘက်ကတော့ကျွန်တော် Karina ရေပြီးတော့ Ruby ကြိုက်သွားပါတယ်အပေါ်က carry လိုက်လျာ florine ကန်ရမှာနော်ဒီပွဲကကျွန်တော် florine တော်တော်တင်းတာဗျဘလို့မှလုံးလို့မရဘူးပေါ့နော်အဲ့တော့ကန်လိုက်ပြီဆိုရင်စတန်းနေဗျအဲ့ဒါလေးကြောင့်ဒီပွဲတော့ AC ပါ EP အကောင့်လေးတော့ AC နိုင်ကြည့်လို့ရပါတယ်ဒီအကောင့်ကလည်းအခုတော့ဆော့နေရပေါ့နော်ကျွန်တော် MCC ဟို verify အောင်ဖို့ကနောက်တစ်ပတ်လောက်စောင့်လို့ပေါ့နော်ဘာလို့လဲဆိုတော့အရင်က discount အကောင့်နဲ့ကျွန်တော်ရဲ့ ID နဲ့ချိန်ထားမိလို့ပါဆိုတော့ကျွန်တော်ပွဲလေးစမယ်ပေါ့နော် let's go ပွဲစရနေပေါ့နော်ဟိုဘက်ကကျွန်တော်တို့ ruby ပါလာတယ်အဲ့ ruby ကိုကျွန်တော် AC ဖြတ်ပေးလိုက်ပါတယ်ဘာလို့လဲဆိုတော့အကောင် epic အကောင်ဖြစ်နေလို့ပါဒါပေမဲ့ epic ကဆိုမှလည်းထင်တော့သွားသိလို့မရပါဘူးဒါပေမဲ့လည်းကျွန်တော်ဆိုတော့ဗျာ AC ပေါ့နော်ချောင်ပလိုလေးအောက်မှာလည်းကျွန်တော်တို့hyper ပေါ့နော်ကျွန်တော်တို့ hyper ပျောက်သွားတယ်ပေါ့နော်လိုက်လီရညလိုက်လီရတော့ကောင်းတယ်လို့ပြောရမှာဒီပွဲဒါမှကျွန်တော်တို့ပဲဖြစ်နေတယ်ဆိုတော့လေအကောင်လည်းဘာတော့လုပ်လို့မရဘူးကျွန်တော်လက်ကတီးသွားတယ်ပြီးတော့ကျွန်တော်လည်းမကျွန်တော်ပဲပြင်ပြီးတော့ကျွန်တော်လမ်းရှင်းနေလိုက်ပါတယ်ပြီးတော့ကျွန်တော် item ကြည့်တာဆိုတော့ဖက်နက်တော့ရပြီဗျာဆိုတော့ကျွန်တော်လည်း beauty ဆက်လိုက်တယ်ဖက်နက်ကဘာလို့ဆက်တာလဲဆိုရင်ကျွန်တော်ပြေးရတာမမြန်မှာဆိုလို့ပေါ့နော်ပြီးတော့အကောင့်ကိုသွားလုပ်မယ်ဆိုပြီးကျွန်တော်သွားလို့ airborne လွှဲသွားတယ်ဆိုတော့ပြန်ပြီးကျွန်တော်လုံမှာဆိုလို့ကျွန်တော်ဒီထဲမှာနေလိုက်တယ်ပြီးတော့အကောင့်ထွက်လာစောက်တယ်ပေါ့နော်ဆိုတော့အကောင့်ထွက်လာတော့ကျွန်တော်အကောင့်ဘာမှမလုပ်သေးဘူးနဲ့ level 4ယူတယ်ယူပြီးမှအကောင့်ဖြတ်ပေးလိုက်ရပါတော့ Ruby လောက်ရလွယ်လေးပါပါလို့တော့ဒါဆိုလို့ကင်းနဲ့ကျွန်တော်ရသွားတယ်ပြီးတာနဲ့ကျွန်တော်တို့တာတယ်ရောက်ပြီပေါ့နော်တာတယ်ကလည်းလွယ်ပါတယ်တော့တာတယ်ရောက်သွားပြီဆိုအဲ့ line လေးကဝိုင်းဖြတ်တယ်ပေါ့နော်ဒီနားမှာဆို DK ကကျွန်တော်ရသေးတယ်နော်ဒါပေမဲ့ကျွန်တော်လည်းလှုပ်ပေးလိုက်တယ်ပြီးတော့အပေါ်မှာ Karina လေးတကောင်မြင်လို့ပေါ့နော် Karina တော့ကျွန်တော်လိုက်သွားတာဒါပေမဲ့လူဘီကစစ်ပါနေတော့ဗျာ Ruby ကိုတော့သွေးနေတော့ကြောက်တာပေါ့ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်ကိုသွေးနေတော့ကြောက်မှာပဲဘာဖြစ်လို့လဲဆိုတော့သိမှာဆိုတော့ဒီနောက်မှာဆိုဗျာကျွန်တော်အကောင့်ပြန်ပြီးတော့ကေးရပြန်ရနိုင်တယ်ဒါပေမဲ့ဘယ်လိုတွေဖြုတ်သွားလဲမသိဘူးကျွန်တော်စိတ်လှုပ်ရှားလို့ပဲလားအဲ့လိုမျိုးကျွန်တော် pressure ကိုပူရောက်ပဲလားလို့ဒီပေါ့နော်အကောင့်လည်း level 4ရောက်သွားတော့ကျွန်တော်ဖြတ်သွားတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဂိုးရှိကိုသူကခွာနေပြီဗျာခွာနေတော့သူ့ဂိုးရှိရဲ့ကျွန်တော်ပြန်မခွာရသေးဘူးဒါပေမဲ့လေကျွန်တော်ဒီကထွက်လာရင်အကောင့်ကျွန်တော်ဘယ်လိုပြန်ဖြတ်ပြမကြည့်ကြလိုက်ပါတော့အကောင့်ကကျွန်တော်တို့အတိုင်းနေတော့ဖုန်းကျွန်တော်လာမအကောင့်တတိမထောင်းဘူးပေါ့နော်အဲ့ဒါကြောင့်ပုံဖြတ်ပေးလိုက်ပြီပြီးရင်အဂျလာလာကောက်စားနေတာပေါ့နော်အောက်ကပြီးတော့လည်းကျွန်တော်ကဒီတိုင်းလေးပဲနေလိုက်တယ်လို့စရာလည်းအကောင့်မရှိဘူးဆိုပေမဲ့လေဒီ create ရတော့စားရမယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော် beauty လိုချင်တာလေအဲ့တော့ကျွန်တော်ဒီမှာတော့ fan လာပဲပြီးတော့ကျွန်တော်ဒီ Gucci လေးခွာထားလိုက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တော်တော်တန်ဆို Gucci မခွာတတ်ဘူးဗျ
တာဝါမှာသူ့အတူကိုရှိပြုတ်သွားမှခွာတယ်အခုက beauty ကိုလိုနေတာဆိုတော့ခွာထားလိုက်တယ်မြင်မြပြီးအောင်ပြီးတော့ဗျာဒီမှာဆို तू ကကျွန်တော်ကိုလာလောက်ချင်တာဗောနော်ဒါပေမဲ့ကျွန်တော်ဖြစ်နေတော့အိမ်ပြီးပြလိုက်တယ်ဘရာတို့ပဲကြည်ထားလိုက်ဒီမှာဆိုဗျာ तू ကလိုက်လောက်တာကျွန်တော် तू ကမြားတာဗောဆိုတော့ကျွန်တော်လည်းအဲ့မှာတကွက်ကြောက်တာဆိုတော့ပြန်ပြီးတော့လည်းလုတ်ပြလိုက်တယ်ဒီမှာဆိုကျွန်တော်စကေတူ3မှ तू ကပြန်ဆွဲတာဗောနော်သူဆွဲနေတဲ့အချိန်အိမ်မျိုးလို့မရလိုက်တာတော့နည်းနည်းလေးမလှတော့ဘူးပေါ့ကွက်တီကဒါပေမဲ့လေကျွန်တော်ဖြစ်နေတဲ့အကောင့်2ကောင်လုံးဖျောက်မယ်ဆိုပြီးလုပ်ဝင်မယ်လေကျွန်တော်တွေ့ရတော့နဲဝါးရေပေါ့နော်နဲဝါးတော့ပြေးတယ်ဆက်ပြေးတယ်ပြီးတော့တာဝါလည်းရောက်သွားတယ်ဒီမှာဆိုအန်ဂျလာဝင်ကယ်လိုက်လို့ပဲကျွန်တော်ပြောရမှာမသိဘူးဒါပေမဲ့ကျွန်တော်ကေကောက်စားသွားရတာတော်တော်နာတယ်ဗျတကယ်ဆိုအဲ့နာမှာအန်ဂျလာဝင်ဖိုးလိုက်တယ်အန်ဂျလာကြောက်လေကျွန်တော်ကာရီနာလက်ကလွတ်သွားလို့ပဲပြောရမှာမသိဘူးပေါ့နော်ဘာလို့ကျွန်တော်ကာရီနာကန်လိုက်တယ်ကဲနေဆိုရင်အမှကျွန်တော်ကေးရမှာဗျအန်ဂျလာကောက်စားသွားတယ်ဒါပေမဲ့လည်းအန်ဂျလာကြောက်ပဲကျွန်တော်တက်ရှင်သွားလို့ပဲပြောမှာပေါ့နော်တန်ပါတယ်သူ့အတွက်လေအဲ့တော့ကျွန်တော်သွေးဖိကောင်လို့နော်ကျွန်တော်သွေးဖိပြီးတာနဲ့ကျွန်တော်လင်းဖြတ်ရှင်းရတယ်ဗျာဒီနောက်မှဒီ2ကောင်လုံးကိုကျွန်တော်ရနိုင်တယ်ဗျာလို့နော်ဒီမှာဟိုကောင်ကျွန်တော် AD နဲ့ကန်လိုက်တော့ AD နဲ့ပြန်ဆွဲတယ်ဒီနောက်မှဆို Alpha လာပြီးလို့လေကျွန်တော်ဆင်ပြေသွားရတယ်ဒါပေမဲ့ကျွန်တော်ကအဲ့ဒီ key ကိုလိုလို့ကျွန်တော်လိုက်သွားတယ်ပေါ့နော်ဒါပေမဲ့လေအန်ဂျလာကျွန်တော်ခေါင်းပေါ်နေကောက်စားတယ်ကောက်စားပြီးတော့အဲ့ key ကျွန်တော်သွားယူမှာကို Alpha ကောက်စားသွားတယ်ပေါ့နော်ပြီးတော့လည်းအောက်မှာ line လေးရတကောင်ရှိသေးတော့ကျွန်တော်တို့ line လေးရသွားပါတယ်ဒီမှာ line လေးရတကောင်ပေါ့နော်ဒီ key လည်းကျွန်တော်မရသွားပါဘူးတကယ်ဆိုဗျာဒီ key ကကျွန်တော်ရသေးတာ brother တို့ပဲကြည့်လိုက်တော့ဒီမှာဆိုဗျာသူ့ရဲ့တစ်ဆက်ပဲရှိတော့လားအဲ့တော့ကျွန်တော်စကေးတူးနဲ့လိုက်တယ်ဗျာအဲ့တော့ဟိုကောင်စကေးဝိုင်းနဲ့ကောက်စားသွားတယ်ချစ်တို့တမတီးပေါ့လင်းလေးပဲရှင်းလိုက်ပါတယ်ဘာလို့လဲဆိုရင်တာဝါချိုးရမလို့တာဝါချိုးရင်ကျွန်တော်တို့ကိုးရတယ်အဲ့အတွက်ကျွန်တော်ဟိုဘက်ကဘက်လေးသွားနောက်နေမလားဒါပေမဲ့အကောင်အဲဘုံခိုးလိုက်တာဗျာကျွန်တော် flow နဲ့မထိပါဘူးထိသွားတော့ဒီကနေပြန်ပတ်လိုက်တယ်ပြီးတော့ဒီမှာ ruby လေးကိုကျွန်တော်တို့အဲဒီနဲ့ဖုံးလို့ကန်ပေးလိုက်တယ်ဒီမှာဆိုကြည့်ဗျာဒီကောင်တကောင်တော့ AC ယူပြမယ်ကျွန်တော်ယောအာခုနဗျာကျွန်တော်ဖုန်းကပူနေတော့ဗျာ record မှာပဲကျွန်တော်ရဲ့ screen ကနည်းနည်းမထစ်ပဲဖြစ်နေတာပေါ့နော်အပြင်မှာတော့ထစ်နေပါတယ်အဲ့အတွက်ကျွန်တော်တို့အောက်လင်းက carry လေးကိုပဲတော့ဖြတ်ပေးလိုက်ရပေါ့နော် carry က maximum ဆိုတော့ AC လေးဖြတ်လို့ရတယ်ဗျာပြီးတာနဲ့ကျွန်တော်အဲ့ဒီ carry လေးတော့ဖြတ်တယ်ဒီမှာဆိုဗျာသူက6နှစ်ခုတည်းမှာတော့ရှိမှာ6နှစ်ခုတည်းမှာရှိမယ်ဆိုတော့ကျွန်တော်လိုက်ရှာတော့ဒီမှာတွေ့တယ်ပေါ့နော်ဒီ6ထဲမှာကျွန်တော်အကောင့်လေးဖြတ်ပလိုက်တယ်ရော့အမကြည့်ရလိုက် brother တို့ maximum လောက်ကတော့ဟာကဲဆိုတော့ကျွန်တော်လက်သေးတာများနေဆိုတော့ကိုလင်းမှာမကို AC နေတော့မယ်ဆိုပြီးကိုလင်းပဲတက်သွားတော့တယ်ပေါ့နော်ဒီမှာဆိုကြည့်ဗျာကျွန်တော် AC ရတယ်ဗျာဟိုဟာပွဲစားတော့လို့ကျွန်တော်လုတ်ပြမယ်အဲဘုံလေးနဲ့ရော့ဟာလုတ်ပြန်ပြီကွာကျွန်တော်အဲ့ညမှာတော့နော်နည်းနည်းလေးစိတ်လောသွားလို့ပဲပြောလို့ရတယ်ပေါ့နော်ကျွန်တော်နည်းနည်းလေးစိတ်လောသွားလို့ပါအဲ့လိုမျိုးကျွန်တော်အကေးပြန်ရပါတယ်ဆိုတော့ဗျာကျွန်တော်လည်းကိုလေးမှာပဲကိုရှင်းတော့တယ်ပြီးတော့ကျွန်တော် fan ပဲပေါ့နော်မ fan လို့မရတော့ဘူးကျွန်တော် beauty ကရဖို့အတွက်လိုအပ်တယ်ဆိုတော့ကျွန်တော်လင်းကကျွန်တော် create လေးကျွန်တော်ရှင်းတယ်ရှင်းပြီးတော့ tower လေးချိုးဖို့လုပ်တယ်အဲ့ဒီမှာကြည့်ပြကျွန်တော် tower ချိုးမယ်အဲ့ဒီ tower မှာတော့ဗျာကျွန်တော်တော်တော်ချိုးလိုက်ရတယ်ဒီမှာဆိုဗျာကျွန်တော် tower ချိုးပြီးသွားပြီ tower ချိုးပြီး create ရှင်းတယ်အဲ့မှာ ruby လာတယ် ruby လာတော့ကျွန်တော် ruby လေးကိုလုပ်ပေးလိုက်တယ်အဲ့ဒီမှာဗျာကြည့်အဲ့လိုကြီးစတန်တာသူကအဲ့ဒါကြောင့်ကျွန်တော်တင်းလာအကောင်ဒါမှမဟုတ်ကျွန်တော်ပဲဆိုရှော့ရတယ်ပေါ့နော်ရှော့ရတာတော့မြန်နေ pressure များသွားလို့ဆိုတော့ beauty ကနောက်ထပ်တစ်ချောင်းလိုအပ်တယ်အဲ့အတွက်ကျွန်တော် fan မယ်ပေါ့နော်ဆိုတော့ beauty ကနောက်ထပ်တစ်ချောင်းပဲရှိသေးတယ်ဆိုတော့နောက်တစ်ချောင်းရဖို့တော့ fan မယ်ဆိုတော့ fan တာလေးကတော့ကျွန်တော်မြန်တာလေးနဲ့ပဲပြပေးထားလိုက်မယ်ပေါ့နော်အဲ့ဒါဒီမှာဆိုကျွန်တော် beauty က2ချောင်းရပြီဗျာဆိုတော့နောက်တစ်ချောင်းရဖို့အတွက်ကျွန်တော်တို့ fan ရမယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီမှာ fan ရှင်တော့ဗျာပြင်းလို့ဆိုတော့ကြည့်ဗျာကျွန်တော်ဒီမှာမှဆိုတော်တော်ခံရခက်တယ်ကျွန်တော်တို့ကောင်းလေးရဗျာသူ့ဟာသူခလင်လေးမှာဗတဲ့ဆိုင်နေတာဆိုင်ပေါ့တော့ကျွန်တော်တို့လိုက်လာတာကြည့်ဘာလို့ပြမယ်
အဲ့မှာကြည့်ဗျာကျွန်တော်ကအမှခရီကိုတက်စားတယ်အဲ့ဒါနဲ့ကရီတကောင်တွေ့တော့ကျွန်တော်ကန်လိုက်တယ်ဗျာအဲ့ဒါကိုတအောင်လုံးကြီးလိုက်လာပြီးလာကောက်စားပါတယ်တဲ့ကျွန်တော်ကေတကယ်ဆိုအဲ့ဒီကေကျွန်တော်ရပါဘူးအမှကြီးတအောင်လုံးကြီးလိုက်လာပြီးကောက်စားတယ်ခုနကသူတို့ခလန်လေးမှာပဒေဆိုင်တာဗျာဒီဖလိုရင်းမှာကအဲ့ဒီမရှိတော့သူပြေးတယ်သူပြေးတော့ကျွန်တော်လည်းလောဝိုင်းလို့ပဲပြောရမှာပေါ့နော်အဲ့လိုမျိုးကျွန်တော်လည်းပြန်တေးမှာဗျာသူတို့အဲ့ဒီရှိရင်သွေးဖြူမယ်သွေးဖြူတော့ကျွန်တော်တေးမယ်ပြီးတော့ကျွန်တော်ပြန်တက်လာပေါ့နော်သွေးဖြူပြီးတော့ဆော့ရလည်းညဖွဲ့ဆိုတော့အိတ်လည်းအိတ်ချင်နေပြီဗျာအဲ့ဒါကြောင့်ဒီညမှာဘယ်လိုဖြစ်သွားလဲဘာလို့ကြည့်ပေါ့နော်ဒီမှာဆိုဗျာကျွန်တော်ဘယ်လိုဝင်မိသွားလဲမသိဘူးကျွန်တော်အဲဘုံရမဝင်ရမအောင်ဒီနော်စကင်ဝမ်ရမဝင်ရမအောင်စကင်ဝမ်ရသွားတယ်ဒီမှာကြည့်ကျွန်တော်ဘယ်လိုဝင်မိသွားလဲမသိဘူးအိမ်ငိုက်နေလို့ပဲလားတော့မသိဘူးပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ရှော့သွားတယ်အဲ့ဒါနဲ့ဗျာကျွန်တော်လည်းမျက်နှာလေးပါတစ်တယ်သိပြီးတာနဲ့ကျွန်တော်တို့နောက်ထပ် beauty တစ်ချောင်းတွက်ပေါ့ကျွန်တော် fan တော့ကျွန်တော်တို့အဲ့မှာ blue bed တကောင်ပဲစားလို့ပြီးသေးတယ်ပေါ့နော်ကျွန်တော်အိမ်မငိုက်အောင်လို့ blue bed တကောင်စားလိုက်တယ်မျက်နှာလေးပါတစ်ပြီးပြီးရလဲနောက်တော့ဗဒက်ဆိုင်ဖို့တက်သွားတဲ့အချိန်မှာအောက်ကလည်းလောကလာနေပြီအဲ့ဒါနဲ့ဟိုဘက်ကကြောက်လုံပြီးတော့ရှုံးဝေးသွားပါတယ်တဲ့ဆိုတော့လေကျွန်တော်တို့ကနိုင်သွားတာပေါ့ဗျာဒါပေမဲ့ beauty ကတော့6ချောင်းမပြေသွားဘူးအဲ့တွေဘရာတို့တောင်းဝင်ပါလေနောက်မှကျွန်တော် original server မှာဆော့ပြပါမယ် original server ပွဲတွေကနည်းနည်းလေးကြာနေပါတယ်အဲ့တွေ beauty 6ချောင်းရနိုင်တယ်ပေါ့နော်โอเคဆိုဒီဗီဒီယိုလေးကိုလည်းကြိုက်နေတတ်ကြမယ်လို့ထင်ပါတယ်ဆိုတော့နောက်ဗီဒီယိုဒီမှာလည်းပြန်တွေ့ပြီပေါ့နော်ဒါကျွန်တော်ရဲ့အခုမှပါရမောက်ဆုံးလုပ်တဲ့ gameplay ဗီဒီယိုတစ်ခုမို့လို့အချုံရင်းချက်တွေအများကြီးတော့ရှိမယ်လို့ထင်ပါတယ်အဲ့တွေတီးခဲ့ပြီးတော့ကြည့်ပေးပါဆိုတော့ဘိုင်းမှာနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ပေါ့နော် brother တို့